ချင်းရတော့ J ရဲ့အမောင်ဆုံးနေဆိုတော့ရှင်းပဲဖြစ်ပါတယ်သူ key ရတော့ E key ပေါ့နော် A ရဲ့ D flat minor ရဲ့ D ရဲ့ D minor ရဲ့ပေါ့နော်သူ intro လေးကိုတီးပြအောင်ပြောပါတယ်သူ intro လေးကကန်ကြီးလေးကဘယ်ကူပါလဲဒီရှင်းပါလေ4ကျူး2ကွက်ရဲ့3ကျူး4ကွက်ပြီး5 4 3 4အဲ့လိုပါနောက်ပြီး D flat minor အရှိရတီးရတယ်သူပဲပေါ့နော်ပြီး D minor အဲ့လိုပဲနော်ဒီကြည့်မယ်ဒီမိုင်းနာတန်းလေးနဲ့လို့ပြောအဲ့ဒါပဲအဲ့ဒါပဲနော်ဒီကျွတ်ဆိုရင် like subscribe လုပ်ပြီးတော့ကြအောင်တိတော့ဆိုရင်ကျွန်တော် like follow လုပ်ပြီးတော့ကြအောင်ကျွန်တော်ဂီတာကိုကျွန်တော်ရဲ့ဂီတာဝါဒရှင်တွေကိုအလွယ်ကူဆုံးရိုးရှင်းလုံးလွယ်ကူတိခဏအောင်တည်ပြီးတော့မှာဖြစ်ပါတယ်